သူ့ဘဝဖြိုဖြစ်ကိုယ့်ဘဝလည်းပြဲတဲ့ကောင်းစဉ်ကလောကမှာအစိတ်အပြင်းဆုံးရာငွေစိတ်မဟုတ်ပဲလူတွေရဲ့မနာလိုစိတ်နဲ့မုန်းတရားပဲဖြစ်ပါတယ်တခါတလေမှလူတွေကကိုမနစ်သက်တဲ့သူတယောက်ကိုပျက်စီးသွားစေခြင်းနဲ့ဇောနဲ့အမားမှန်ကိုမခွဲခြားနိုင်တော့ပဲနီလန်းမျိုးစုံသုံးပြီးတိုက်ခိုက်တတ်ကြပါတယ်တပားသူရဲ့ဘဝကိုဖျက်ဆီးဖို့ကြိုးစားတဲ့အခါပထမဆုံးလောင်မြတ်ရတာဟာမိမိရဲ့စိတ်နှလုံးပဲဖြစ်ပါတယ်သူတစ်ပါးအိမ်မပြောင်းလုံးနေရင်ကိုယ်တိုင်လည်းအိမ်မပြောင်းနိုင်တော့သလိုသူတစ်ပါးမျက်ရည်ကျအောင်ကြံစီနေရင်နဲ့ကိုယ်မျက်လုံးထဲမှာလည်းငြိမ်းချမ်းမှုတွေပျောက်ဆုံးသွားနိုင်ပါတယ်နော်လောကမှာကိုယ်လုံးရင်ကိုယ်ခံရမယ်ဆိုတဲ့ကံရဲ့အကျိုးဆိုတာရှိပြီးသားပါသူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင်လုပ်တဲ့အခါကိုယ့်ရဲ့ဂုဏ်သိက္ခာဟာလည်းအလိုလိုနှိမ့်ကျသွားရပါတယ်သူတစ်ပါးလမ်းပိတ်အောင်လုပ်တဲ့သူဟာဒီနေ့မှကိုယ်တိုင်လည်းလမ်းပြောက်ရတတ်တဲ့သဘောကတော့ရှိတာပဲ